sorry နဲ့ UAE တို့ရဲ့ရေနံသက်သွေးကြောကိုဖျက်ထောက်ဖို့ကြိုးစားပေမဲ့ဟိုကသူ့ထက်10 ဆလောက်အကွက်ကြိုးဦးနေလို့ကြံရမရဖြစ်နေတဲ့အီရန်ဗိုင်ရန်နေတဲ့အီရန်ကိုအကွက်ဆန်းနဲ့ကြိုးကာပြီးအရှက်ရစေတဲ့ sorry ရဲ့အမကန်ခြေလန်းဒီနေ့မနက်စောပိုင်းမှာတကမ္ဘာလုံးကိုတုံ့လို့သွားစေတဲ့သတင်းစိုးတစ်ခုအရှေ့လယ်ပိုင်းကနေထွက်ပေါ်လာခဲ့ပါသည်အဲ့ဒါကတော့အီရန်ဟာ Saudi Arabia နိုင်ငံရဲ့အချက်ချကြတဲ့ရန်ဘူးမျိုးကိုအလုံးအရင်းနဲ့ drone တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါပဲဒါအပုံမှန်ဖြစ်နေကြပြည်ပခါတစ်ခုပဲလို့မိတ်ဆွေထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့မဟုတ်ပါဘူးဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာကဘာကြီးတစ်ခုလုံးကိုကမောက်ကမဖြစ်အောင်ဖျက်ဆီးပြစ်မဲ့အင်မတန်ရုံမှာကောက်ကျတဲ့အစီအစဉ်တစ်ခုရှိနေပါသည်ခဏနေကျွန်တော်တို့အဲ့ဒီလိုအပ်ချက်ကိုဖွင့်ချပေးသွားမှာပါဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာအီရန်ရဲ့ဒီလိုတင်ရင်လာတဲ့လောက်ရက်ပေါ် Saudi အာဏာပိုင်တွေပေးလိုက်တဲ့သမိုင်းဝင်တုံ့ပြန်မှုကိုအရင်ကြည့်အောင် Saudi နိုင်ငံသားရေးဝန်ကြီး Faisal bin Harman ကပုံမှန်သုံးနေကြတန်တမန်ရေးရာစကားလုံးအလှတွေကိုပေးပယ်ထားလိုက်ပြီးအီရန်ရဲ့မျက်နှာကိုဆက်ပြင်းသွားအောင်အမှန်တရားနဲ့စော်ထည့်လိုက်ပါသည်အဲ့ဒါကကျွန်တော်တို့ရဲ့တီးခန့်နိုင်စွမ်းကအကန့်အသတ်မရှိဘူးဆိုတဲ့စကားပါပဲပြီးတော့သူကဆက်ပြောပါသေးတယ်အီရန်ဟာအင်ဒီဂျင်နိုင်ငံတွေကိုပြတ်မှတ်ထားပြီးလှုံ့ဆော်နေတဲ့ဒီရုပ်မာတဲ့ပြူဟာကဒီအတိုင်းဖြစ်လာတာမဟုတ်ပဲဆယ်စုနှစ်နဲ့ချီပြီးကြိုတင်ပြင်ဆင်ထားတဲ့စစ်မှတ်ဖော်ဆောင်ရေးစီစဉ်ရဲ့အစိပ်ပိုင်းတစ်ခုပဲလို့ပြောခဲ့တာပါအဲဒီနောက်ဆော်ဒီဝန်ကြီးကတကမ္ဘာလုံးကိုကြေညာလိုက်တာကတော့အကယ်၍အီရန်သားအခုချက်ချင်းမရက်တန်မှုဆိုရင်နောက်မှာဘလို့ဆွေးနွေးပွဲစပွဲဝိုင်းမှာပြန်လည်တည်ဆောက်လို့မရတော့တဲ့အထိယုံကြည်မှုတွေပြတ်ပြားသွားလိမ့်မယ်ဆိုတဲ့စကားပါပဲဒါတွေမကသေးပါဘူးအီရန်ဟာကာတာနိုင်ငံကတဘာဝတန်းငွေ LNG စက်ရုံတွေနဲ့ကူဝိတ်ကရေနံချက်စက်ရုံတွေကိုပါတပြိုင်တည်းမီးရှို့ဖျက်ဆီးခဲ့တာပါဘာရိန်းနိုင်ငံပြည်တွင်းရေးဝန်ကြီးဌာနကလည်းအရေးပေါ်လေကြောင်းရန်သတိပေးချက်အော်တန်တွေကိုတိုက်ကျွေးနေပြီးပြည်သူတွေကိုဘေးလွတ်ရာ safe zone တွေစီအမြန်ဆုံးရွှေ့ပြောင်းကြဖို့နှိုးဆော်နေရပြီဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲဒေသရင်းကအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တူရကီနဲ့ပါကစ္စတန်ပါဝင်73နိုင်ငံကနိုင်ငံသားရေးဝန်ကြီးတွေဟာရီယက်မြို့မှာအရေးပေါ်အစည်းအဝေးထိုင်နေကြတာပါအစည်းအဝေးပြီးမှထွက်လာတဲ့ပူးတွဲကြေညာချက်ကတော့အီရန်ကိုအတော်လေးမျက်နှာပြတ်သွားစေပါပြီအဲ့ဒီကြေညာချက်ကတော့အီရန်ရဲ့တိုက်ခိုက်မှုတွေကအရသားတွေနေထိုင်ရာဒေသတွေနဲ့အခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားနေတာဖြစ်လို့ဘယ်လိုအကြောင်းပြချက်နဲ့မှလက်ခံလို့မရဘူးဆိုတာပါပဲအီရန်အနေနဲ့တိုက်ခိုက်မှုတွေကိုချက်ချင်းရပ်ပြီးတန်တမန်ရေးရာနီလန်းနဲ့တဲမာမှုတွေကိုရှော့ချဖို့သူတို့ကပြက်ပြက်သားသားတောင်းဆိုလိုက်ပါတယ်တကယ်တော့ Saudi Arabia ကအီရန်နဲ့ဖြစ်လာနိုင်တဲ့အကြီးစားပဋိပက္ခအတွက်သူ့ကိုယ်သူအမကန်ပြင်ဆင်ထားခဲ့တာပါအဲ့ဒီပြင်ဆင်မှုတွေထဲမှာအရေးကြီးဆုံးကတော့ရီယက်မြို့ရဲ့စွမ်းရည်လုံခြုံရေးကိုအာမခံချက်ပေးနိုင်မဲ့အီယာမအင်ဂျင်နီယာအတတ်ပညာကြီးတစ်ခုပဲဖြစ်ပါတယ်လူအတော်များများတချို့သောစီးရေးလေလာသူတွေတောင်မှားယွင်းစွာတွေးထင်နေကြတာတစ်ခုလည်းရှိနေတာပါအဲ့ဒါကတော့ဒီစနစ်ကပင်လယ်ရေအောက်ကနေဖောက်ထားတဲ့ပိုက်လိုင်းတစ်ခုဆိုပြီးထင်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အမှန်တရားနဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိဖို့လိုအပ်နေတာပါ Saudi Arabia ကိုအခုလိုအကြက်တဲကနေကယ်တင်လိုက်တာကရေအောက်ပိုက်လိုင်းမဟုတ်ပါဘူးအဲ့ဒါကတော့အာရေဗျကျွန်းဆွယ်ရဲ့ပူပြင်းလာတဲ့တဲကနိုင်ယာကြီးကိုအရှိကနေအနောက်ထိဖြတ်ကျော်ဖောက်လို့ထားတဲ့အေယာမကုန်းတွင်းပိုက်လိုင်းကြီးပါပဲအရှိအနောက်ပိုက်လိုင်းဒါမှမဟုတ်ပက်ထရိုလိုင်းလို့လူသိများတဲ့ဒီပိုက်ကအရှိ1200ကီလိုမီတာတိတိရှိပါတယ်ဒီကုန်းတွင်းပိုက်လိုင်းကြီးက Saudi Arabia အရှိဘက်ချမ်းပါရှန်ပင်လယ်ကွေ့ကမ်းရိုးတန်းမှာရှိတဲ့အခြေစိုက်စကန်ကြီးစီကနေစတင်တာပါအဲဒီကနေမှနိုင်ငံရေးတစ်ဖက်ဆုံးကနေတခြားတစ်ဖက်ဆုံးအထိတဲကနိုင်ရတွေကိုဖျက်ကျော်ပြီးပင်လယ်နီကမ်းခြေကရန်ဘူးစိတ်ကမ်းစီကိုရောက်ရှိတာဖြစ်ပါတယ်ရေနံတွေစတင်စီးဆင်းပြီးဆိုတာနဲ့နိုင်ငံရေးတစ်ဖက်ကနေတစ်ဖက်ကိုရောက်ဖို့82နာရီဝန်းကျင်ကြာမြင့်ပါတယ်ဒီ1200ကီလိုမီတာရှိတဲ့ကုန်းတွင်းအခြေခံအဆောက်အုံကြီးကအီရန်ကဟော်မုရေလက်ကြားကိုပိတ်ပစ်မယ်လို့ချိန်ချောက်နေတဲ့ပေါ် Saudi အတွက်အမကန်ဗျူဟာမြောက်အသာစီးရမှုကိုပေးဆန်းလိုက်တာပါအခုလိုအကြက်တဲကာလအစောပိုင်းမှာတင် Saudi တွေကဒီပိုင်လိုင်းရဲ့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးထိချက်ချင်းတိုးမြင့်လိုက်ပါတယ်ပုံမှန်ချိန်တွေမှာစွမ်းဆောင်ရည်အနေငယ်နဲ့ပဲလဲပတ်နေတဲ့ဒီပိုင်လိုင်းကစစ်ပွဲစတင်တာနဲ့တနေ့ကိုရေနံစီပေါင်း 9.9 တန်းထိတင်ပို့နိုင်ခဲ့ပါတယ်အခုဆိုရင်ပိုင်လိုင်းရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်တဲ့တနေ့ကိုရေနံစီ9တန်းထိရောက်အောင်တွန်းတင်လိုက်ခြင်းအပြင်အီရန်ကပိတ်ဆို့ဖို့ကြိုးစားနေတဲ့ဟော်မုရေလက်ကြားရဲ့အကြက်တဲကိုတအူးရဲစွမ်းနဲ့ကြော်လွှားပြလိုက်တာပါအဲဒါကြောင့်ရန်မှုစိတ်ကန်းကနေရေနံတင်ပို့မှုကလည်း330ရာခိုင်နှုန်းထိထိုးတက်သွားခဲ့ပါတယ်တပတ်အတွင်းမှာအီရန်မှရေနံတင်သင်္ဘောကြီး25စင်းကပင်လယ်နီစိတ်ကန်းတွေမှာရေနံတွေအပြည့်အသိတင်ဆောင်သွားနိုင်ခဲ့ပါပြီဒီရေနံစီးဆင်းမှုကမြန်လွန်အားကြီးလို့ပင်လယ်နီရေပြင်မှာရေနံတင်သင်္ဘောကြီးတွေတန်းစီဆောင်တိုင်းနေရတဲ့အထိပါပဲဒီအခြေအနေကအီရန်ရဲ့အစီအစဉ်ဖြစ်တဲ့ဒုံးကြီးနဲ့တိုက်ခိုက်ပြီးကမ္ဘာရေနံဈေးနှုန်းကိုကောင်းကင်ထိတက်အောင်လုပ်မယ်အနောက်နိုင်ငံတွေကိုချင်းချောက်မယ်ဆိုတဲ့အကြံစီကိုလုံးဝရိုက်ချိုးဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင် Saudi Arabia ကဒီလောက်ကြီးမားတဲ့ကုန်းတွင်းစီမံကိန်းကြီးကိုတည်ဆောက်ဖို့စိတ်ကူးဘဲကရခဲ့တာလေတကယ်တော့ဒီဗျူဟာမြောက်မျှော်မြင်မှုကလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကမြေပြားခံခဲ့တာပါ1982ခုနှစ်အီရန်အီရတ်စစ်ပွဲအရှိန်ဟုန်ပြင်းနေချိန်မှာပင်လယ်ကွေ့တွေကရေနံတင်သင်္ဘောတွေကတိုက်ခိုက်ခံခဲ့ရပါတယ်အဲဒီချိန်မှာ Saudi အစိုးရကတနေ့မှာဟော်မုရေလက်ကြားလုံးဝပိတ်ဆို့ခံရနိုင်တယ်ဆိုတဲ့အမှန်တရားကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတာပါပြောရရင်1200ကီလိုမီတာအရှည်ရှိတဲ့ကုန်းတွင်းပိုင်လိုင်းကြီးကအဲ့ဒီအကြက်တဲကိုဓာတ်ရိုက်တုံ့ပြန်မှုအတွက်ဒေါ်လာ 1.5 ဘီလီယံအကုန်ကြခံပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီနေ့ခေတ်ကာလတန်ဖိုးနဲ့ဆိုရင်ဒေါ်လာ 8.5 ဘီလီယံလောက်ရှိနေမှာပါဒါပေမဲ့ရေနံတွေကိုကုန်းလန်းကနေဘေးကင်းအောင်တည်ယူနိုင်ုံနဲ့မလုံလောက်ပါဘူးဒီအေယာမစက်ရုံကြီးတွေနဲ့ပိုင်လိုင်းတွေစီကိုကောင်းကင်ယံကနေလာမယ့်ဘေးရန်ဒရယ်တွေကနေကာကွယ်ဖို့ကလည်းအလွန်အရေးကြီးပါတယ်အဲ့ဒီချိန်မှာပဲ Saudi အင်ရှင်မင်းသားမိုဟာမက်ဘင်ဆယ်လ်မန်ဦးဆောင်တဲ့
အန်ဟောတုံလို့ဆရာစီးရေးဖြူဟာတေကြီးကအသက်ဝင်လာခဲ့တာပါဒီစီးရေးမူဝါဒတည်းရဲ့အခြေခံမူကတော့နိုင်ငံတနိုင်ငံရဲ့ပေါ်မှာပဲမိခိုမနေဖို့ပါပဲအဲဒါကြောင့်2026ခုနှစ်ဖေဖော်ဝါရီလ28ရက်မှာ Saudi Arabia ကသူ့ရဲ့လေပိုင်းနဲ့တစ်ခုလုံးကိုလုံးဝပိတ်ဆို့လိုက်ပါတယ်ပထမဆုံးခြေလှမ်းအနေနဲ့ American လို့ Battery Rod နဲ့ THAAD လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအရှေ့ဘက်ဒေသမြို့တော် Riyadh နဲ့ ဗျူဟာမြောက် Al-Kash ဒေသတွေမှာအပြည့်အဝအသက်သွင်းလိုက်တာပါဒါပေမဲ့ American စနစ်တွေကြီးပဲနဲ့မလုံလောက်ပါဘူးအထူးသဖြင့်အလုံးရင်းနဲ့လာမယ့်အီရန်ရဲ့အသေးခံ drone အုပ်စုတွေကိုကာကွယ်ဖို့အတွက်မတူညီတဲ့နည်းလမ်းတွေလိုအပ်တယ်ဆိုတာကို Saudi တွေသိထားကြပါတယ်ဒါကြောင့်သူတို့ကကမ္ဘာတန်တမန်ရေးရာသမိုင်းမှာမှတ်တမ်းဝင်သွားမယ့်အင်အားသင့်စရာခြေလှမ်းတွေကိုစတင်လိုက်တာပါ2026ခုနှစ်မတ်လအစောပိုင်းမှာတကမ္ဘာလုံးကအမေရိကန်နဲ့အီရန်ပြည်ပခါကိုပဲအာရုံစိုက်နေချိန်မှာ Saudi Arabia ကအင်မတန်ထူးခြားတဲ့နိုင်ငံတစ်နိုင်ငံနဲ့ဆွေးနွေးပွဲစပွဲဝိုင်းမှာထိုင်ခဲ့ပါတယ်အဲ့ဒီနိုင်ငံကတော့ရုရှားဒရုန်းတွေကိုနှစ်ပေါင်းများစွာအောင်မြင်မြင်ခုခံတိုက်ခိုက်နေပြီးလေကြောင်းကာကွယ်ရေးမှာလက်တွေ့အတွေ့အကြုံအရှိဆုံးဖြစ်တဲ့ယူကရိန်းပဲဖြစ်ပါတယ်Saudi ကယူကရိန်းထုတ်မျိုးဆက်သစ်ကြားဖြတ်ဒုံးကြီးတွေကိုအရေးပေါ်တင်သွင်းဖို့အကြီးစားသဘောတူညီချက်ကိုလက်မှတ်ထိုးခဲ့ပါတယ်ယူကရိန်းရဲ့စစ်မြေပြင်တွေ့ကြုံတွေကို Saudi တိုက်ခိုက်နိုင်ရတဲ့ယူဆောင်လာခြင်းအပြင်အီရန်ဒရုန်းတွေအတွက်ထူးခြားတဲ့အကာအကွယ်တိုင်းကြီးတစ်ခုကိုဖန်တီးလိုက်တာပါဒါတင်မကသေးပါဘူး Saudi ကဒေသရင်းနျူကလ িয়ার အင်အားကြီးနိုင်ငံဖြစ်တဲ့ပါကစ္စတန်နဲ့ထားရှိတဲ့လျှို့ဝှက်စစ်ရေးစာချုပ်ကိုပါချက်ချင်းအသက်သွင်းလိုက်ပါတယ်နောက်ပြီးပါကစ္စတန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့အထူးပြုစစ်တီတွေကိုအကြက်တဲ့အပြင်းထန်ဆုံးနေ့တွေမှာ Saudi မြေပေါ်မှာအခြေချစေခဲ့ပါတယ်ဒါဟာအီရန်ကိုပေးလိုက်တဲ့အပြင်းထန်ဆုံးသတိပေးချက်ပါပဲမင်းတို့ Saudi ကိုတိုက်ရင် Riyadh ကိုတွေမကပဲအစ္စလာမာဘတ်နဲ့ပါထိတိုက်တွေ့ရမယ်ဆိုတာပါပဲဒါပေမဲ့ Saudi ရဲ့အကြီးမားဆုံးအင်အားသင့်စရာကဒါမဟုတ်သေးပါဘူး Saudi ကအနာဂတ်ရဲ့စစ်ပွဲတွေကိုကိုပိုင်လက်နက်တွေနဲ့ရင်ဆိုင်နိုင်မှုအတွက်ကမ္ဘာအင်အားကြီးဆုံးနိုင်ငံဖြစ်တဲ့တရုတ်နဲ့လည်းလက်ဆွဲနှုတ်ဆက်လိုက်တာပါအဲ့ဒါကဂျက်တာမြို့မှာအေယာမတရုတ်ဒရုန်းထုတ်လုပ်ရေးစက်ရုံကြီးတစ်ခုကိုတိတ်တဆိတ်တီဆောက်လိုက်တာပဲဖြစ်ပါတယ်ဒီစရေးပြင်ဆင်မှုတွေတန်တမန်ရေးအောင်စုံစမ်းမှုတွေနဲ့အထက်ထက်သောကာကွယ်ကွန်ရက်တွေကမကြခင်မှာကြားရောက်တော့မဲ့မုံတိုင်းကြီးကို Saudi Arabia ကကြိုတင်မြင်နေခဲ့တယ်ဆိုတာအခိုင်အမာဆုံးသက်သေတွေပါပဲအကယ်၍ Saudi Arabia ရဲ့စွမ်းဆောင်ချက်တွေကပြီးပြီလို့ထင်နေတော့မိတ်ဆွေကြီးကျယ်မှားသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့အီရန်ရဲ့လေဘင်းကိုထောက်ထားတဲ့ဒုတိယမြောက်နဲ့ပိုပြီးအရေးပါတဲ့ဓာတ်တစ်စင်းရှိနေသေးလို့ပါအဲ့ဒါကတော့ RS စော်ပါများပြည်ထောင်စု UAE ရဲ့နှလုံးသားကိုဖျက်ပေါက်ထားတဲ့ဗျူဟာမြောက်လမ်းကြောင်းတစ်ကြီးပါပဲလုပ်ငန်းခွင်မှာတော့သူ့ကို ATCOP လို့ခေါ်ကြတာပါဒါပေမဲ့လူသိများတာကတော့ Hashan Fujairah ပိုင်လိုင်းကြီးပဲဖြစ်ပါတယ်ဒါဟာတာမန်အခြေခံစောင့်အောင်စီမံကိန်းတစ်ခုမဟုတ်ပါဘူးအဘူဒါဘီမြို့လေက Hashan ရေနံမြေတွေစီကနေအိုမန်ပင်လယ်ခွေကန်ယူရန်က Fujairah စိတ်ကမ်းထိတန်းတန်းမတ်မတ်တွေ့တန်းထားတဲ့ဗျူဟာမြောက်အသက်သွေးကြောကြီးပါဒီပိုင်လိုင်းရဲ့ထူးခြားချက်ကအီရန်ရဲ့ချိန်ချောက်မှုတွေရှိနေတဲ့ဟော်မုရေလက်ကြားကိုလုံးဝပတ်ကျော်သွားတာပဲဖြစ်ပါတယ်အရှည်ကီလိုမီတာ400နီးပါးရှိပြီးဒေါ်လာ 3.3 ဘီလီယံအကုန်အကျခံတိစောက်ထားတဲ့ဒီအေယာမပိုင်လိုင်းကြီးက UAE ရဲ့တန်ဖိုးကြီးရေနံစိမ်းတွေကို Fujairah စိတ်ကမ်းထိတိုက်ရိုက်ပို့ဆောင်ပေးနေတာပါဒါဆိုပါလို့ Fujairah စိတ်ကမ်းကအရေးပါရတာလေအဖြေကရှင်းပါလေFujairah ဟာဟော်မုရေလက်ကြားရဲ့အပြင်ဘက်မှာတည်ရှိနေလို့ပါဆိုလိုတာကရေနံတွေတင်မောကြီးတွေကအီရန်တို့ကြီးတွေရဲ့အနီးကပ်ချင်းချောက်မှုရှိတဲ့ပါရှန်ပင်လယ်ကွေတွေကိုဝင်စရာမလိုတော့ပဲအပြင်ကနေတင်ရေနံတွေဖြစ်ပြီးခရီးဆက်နိုင်တာဖြစ်ပါတယ်ဒါကြောင့်လည်းအာမခံကြီးတွေကောင်းကင်ထိတက်မဲ့အန်ဒရီကနေကင်းဝေးသွားတာပေါ့2026ခုနှစ်မလအစောပိုင်းမှာဟော်မုရေလက်ကြားအကြက်တဲပေါက်ကွဲထွက်လာတဲ့အခါ UAE ကချက်ချင်းလက်ဦးမှုယူလိုက်ပါတယ်ပုံမှန်ဆိုရင်တနေ့ကိုရေနံစီ1တန်းလောက်ပဲပို့ဆောင်နေတဲ့ဒီပိုင်လိုင်းကိုသူ့ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်တဲ့တနေ့ကိုရေနံစီ1.8တန်းအထိရောက်အောင်အားကုန်တွန်းတင်လိုက်တာပါအီရန်ကလည်းဒီဗျူဟာမြောက်အကွက်ကိုဒီတိုင်းထိုင်ကြည့်မနေပါဘူးမလလေလောက်မှာအကြံကုန်လာတဲ့အီရန်က Fujairah စိတ်ကမ်းကို drone တွေနဲ့တိုက်ရိုက်တိုက်ခိုက်ခဲ့တာပါမလ14ရက်ကနေ16ရက်အတွင်းမှာစိတ်ကမ်းမှာမီးလောင်မှုတွေဖြစ်ပွားပြီးလုပ်ငန်းတွေခိတ္တရပ်ဆိုင်းခဲ့ရပါသေးတယ်ဒါပေမဲ့ UAE ရဲ့အမျိုးသားရေနံကုမ္ပဏီ ADNOC ကအပျက်စီးတွေကိုနိုင်ပိုင်းတွင်းမှာအမြန်ဆုံးပြုပြင်ထိန်းသိမ်းပြီးရေနံစည်းစိမ်မှုကိုပြန်လည်စတင်နိုင်ခဲ့တာပါအီရန်ရဲ့အဖျက်လုပ်ရက်တွေကြောင့်ချိန်ချောက်မှုတွေရှိနေပေမဲ့ UAE ကသူ့ရဲ့နေစဉ်ထုတ်လုပ်မှုအများစုကိုပင်လယ်ကွေ့ရဲ့အပြင်ဘက်ကနေတဆင့်တရုတ်နဲ့အိန္ဒိယလိုအာရှဈေးကွက်တွေစီကိုမရမနာတင်ပို့နိုင်ခဲ့ပါသည်ဒီလိုနဲ့ Saudi ရဲ့ Petrol Line နဲ့ UAE ရဲ့ ADCOP ပိုင်လိုင်းတစ်ခုပေါင်းလိုက်ရင်တနေ့ကိုရေနံစီ 8.8 တန်းထိဟော်မုရေလက်ကြားကိုမတုံးပဲတင်ပို့နိုင်တဲ့စွမ်းအားရှိလာခဲ့တာပါဒါဟော်မုရေလက်ကြားကနေဖြတ်တန်းနေကြတနေ့ရေနံစီတန်း20အားလုံးကိုအစားမထိုးနိုင်သေးပေမဲ့ကမ္ဘာရေနံဈေးကွက်ပျက်စီးသွားမယ့်အခြေအနေကိုတော့ထိထိရောက်ရောက်တားဆီးပေးလိုက်တာပဲဖြစ်ပါတယ်ပြောရရင် Saudi နဲ့ UAE တို့ရဲ့ပိုင်လိုင်းဖြူဟာတွေကအီရန်ရဲ့ဟော်မုရေလက်ကြားပိတ်ဆို့ရေးဆိုတဲ့အကြီးမားဆုံးဖဲချက်ကိုအမိုက်ပုံးနဲ့ရောက်သွားစေခဲ့တာပါဒါဟာအီရန်အတွက်တော့အသေးလဲနာကျင်ရတဲ့စီးပွားရေးထိုးနှက်ချက်ပါပဲဒီပိုင်လိုင်းတွေကြောင့်ကမ္ဘာရေနံဈေးနှုန်းကအီရန်မျှော်လင့်ထားသလိုဒဇီကိုဒေါ်လာ200ထိထိုးမတက်သွားပဲ100နဲ့120ကြားမှာတင်တက်နေခဲ့တာပါတစ်ဖက်မှာတော့အီရန်ရဲ့ကိုပိုင်ရေနံတင်ပို့မှုကကာဗ်ကျွန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာလုံးဝကိုအသက်ပြောက်လို့နေပါဖြစ်သွားခဲ့ရပါတယ်စီးရီးမျက်နှာစာမှာလည်းအခြေအနေကအီရန်အတွက်ငရဲကမ်းပါပဲအမေရိကန်ဦးဆောင်တဲ့ Operation Epic Fury စတင်ကြတဲ့ကအီရန်မြေပေါ်ကဗျူဟာမြောက်ပြစ်မှတ်ပေါင်း9000ကျော်ကအမုံဖြစ်သွားခဲ့ပါပြီတချိန်ကပါရှန်ပင်လယ်ကွေထဲမှာဝင်ကြွားခဲ့တဲ့အီရန်စစ်သင်္ဘောနဲ့အမြန်နှုံးမြေတိုက်ခိုက်ရေးရင်100ကျော်ဟာလေအခုတော့သမုဒ္ဒရာအောက်ခြေမှာငစားဖြစ်နေပါပြီ
ပင်တကွန်စစ်ဌာနချုပ်ကကာကွယ်ရေးဝန်ကြီးဖီဟတ်ဆက်ရဲ့စကားတခွန်းကလည်းတမိုင်းမှာအထင်ရှားကြံရစ်တော့မှာပါအီရန်လေတပ်ဆိုတာကမ္ဘာပေါ်မှာမရှိတော့ပါဘူးလေလက်ရှိမှာလည်းအီရန်ရဲ့နာမည်ကျော်လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကြီးကလည်းလုံးဝကိုပြိုလဲသွားခဲ့ပါပြီဒါတွေမကသေးပါဘူးအီရန်ဟာ UAE ရဲ့ဖူဂျီယာစိတ်ကမ်းကိုဒရုန်းတွေနဲ့အကြိမ်ကြိမ်တိုက်ခိုက်ပြီးအစားထိုးလမ်းကြောင်းတွေကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမဲ့ ADNOC ကုမ္ပဏီကအပြက်စီးတွေကိုချက်ချင်းပြုပြင်ပြီးလုပ်ငန်းတွေပြန်လည်ပတ်နိုင်ခဲ့ပါပြီဒါဟာအီရန်ရဲ့ဟော်မုရေလက်ကြားကိုလုံးဝပိတ်ဆို့နိုင်တယ်ဆိုတဲ့ကြုံဝါချက်ကအနည်းမပါပဲဖောင်းဖွားနေတဲ့ချိန်ချောက်မှုတက်တက်ပဲဆိုတာကိုကမ္ဘာသိအောင်ထုတ်ဖော်ပြသလိုက်တာပါပဲနိုင်ငံရေးရကြည့်ရင်လေဒီပိုင်လိုင်းလမ်းကြောင်းတစ်တွေက Saudi နဲ့ UAE ကိုစီးပွားရေးရပုံမှုခိုင်မာတောင်းတင်းစေခဲ့ပြီးအီရန်ရဲ့ဒေသတွင်းအင်အားကြီးနိုင်ငံဆိုတဲ့ဂုဏ်ပုတ်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါသည်အီရန်ဟာသူ့ရဲ့ဝါဒဖြန့်ချီအာဘော်ရီတစားစီပျက်စီးသွားတာကိုကြည်ရင်စီးပွားရေးဖိအားတွေအောက်မှာတန်တမန်ရေးရလှုပ်ရှားနိုင်စွမ်းတွေလည်းကျေမြောင်သွားခဲ့ရပါသည်ဒါပေမဲ့အီရန်ရဲ့ဒေါ်လာရင်းစောင့်တက် IRGC ကတော့ဆွေးနွေးပွဲစပွဲဝိုင်းကိုလာဖို့အပြတ်သက်ငင်းဆန်နေတော့ပါပဲသူတို့မှဘာမှမကြံတော့ဘူးဆိုပေမဲ့အသေးခံ drone တွေကမ်းရိုးတန်းဖြစ်ဒုံးကြီးတွေနဲ့ရေအောင်မိုင်းတွေကိုသုံးပြီးစစ်ပွဲကိုဆွဲဆန့်နေပါတယ်ဘာလို့လဲဆိုတော့စစ်ပွဲရှေးကြလေးလေးသူတို့ရဲ့အမှောင်ခိုဈေးကွက်နဲ့စစ်ပွဲစီးပွားရေးကနေတန်မိုးတွေရဲ့အိတ်ထဲကိုပတ်စံတွေပိုဝင်လေးဖြစ်နေလို့ပါစစ်ပွဲကသူတို့ကိုအကောက်အကွယ်ဖေးထားပြီးဆွေးနွေးပွဲကတော့သူတို့ရဲ့အာဏာကိုဖျောက်ချပစ်မှာဖြစ်လို့အီရန်ဟာစစ်ပွဲကိုတမင်တကာအဆုံးမသက်ပဲဆွဲဆန့်နေတာပဲဖြစ်ပါတယ်ဆိုတော့အခုဆိုရင်ပုံရိပ်ကပြတ်သားသွားပါပြီဒီစစ်ပွဲကြီးထဲမှာအင်ဂျင်နီယာတက်ပညာတွေစီရေးရဖျက်ဆီးမှုတွေနဲ့ကမ္ဘာလုံးဆိုင်ရာကမောက်ကမဖြစ်မှုတွေကြားတွေကနေဘသူကအစစ်မှန်အနိုင်ရရှိသူဖြစ်သွားလဲသိပါသလားအဖြေကတော့ပထဝီနိုင်ငံရေးရဲ့အင်မတန်ရက်ဆက်ပြီးဟန်ဆောင်မှုအဖြစ်ရှိတဲ့အမှန်တရားတွေမှာရှိနေပါသည်ဆော်ဒီရဲ့ပိုင်လိုင်းတွေကြောင့်ရေနံဈေးနှုန်းကဒေါ်လာ200ထိမတက်သွားခဲ့တာမှန်ပါတယ်ဒါပေမဲ့စစ်ပွဲမတိုင်ခင်ဈေးနှုန်းထက်60%လောက်ထိတော့ထိုးတက်သွားခဲ့တာပါဒါဟာဘာကိုဆိုလိုတာလဲဆိုလိုတာကတော့မော်စကိုဟာသူရောင်းသမျှရေနံတစ်စီချင်းစီတိုင်းအတွက်60%ပိုပြီးအမြတ်ရနေရဆိုတာပါပဲဟော်မုရေလက်ကြားပိတ်နေလို့တရုတ်ကပင်လယ်ကွေထဲကနေရေနံကိုမရနိုင်တော့ဘူးလားဒါဟာပြဿနာမဟုတ်ပါဘူးရုရှားကသူ့ရဲ့ ESPO ပိုင်လိုင်းနဲ့ Power of Siberia ပိုင်လိုင်းတွေကနေတဆင့်တရုတ်ပြည်ထဲကိုဘယ်ရေတက်ကမှတားဆီးလို့မရတဲ့နီလန်းနဲ့မေယမနာပို့ပေးနေလို့ပါဒီစွမ်းရင်လွဲပြောင်းမှုကြောင့်ပဲရုရှားယူဝဲနဲ့တရုတ်ရန်ငွေကြားကအကုန်သွယ်မှုကသမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်တင်သွားခဲ့ပါသည်ဒါဟာသမ္မတပူတင်ရဲ့ပွဲလန်တုံးဖြာခင်းမဟာဗျူဟာပါပဲသူဟာသူ့ရဲ့မဟာမိတ်အီရန်နိုင်ငံရဲ့ပျက်စီးခြင်းပေါ်မှာမမျှော်လင့်ထားတဲ့ကြွယ်ဝချမ်းသာမှုတွေကိုအုံနေခြင်းနဲ့တိစောက်နေတာပါယူကရိန်းစစ်ပွဲအတွက်လိုအပ်တဲ့စစ်စရိတ်တွေနဲ့ပြိုလဲလူနီးပါးဖြစ်နေတဲ့ရုရှားရဲ့စစ်ပွဲစီးပွားရေးကိုပြန်လည်ထောက်ခံပေးနိုင်တဲ့အေယာမငွေကြေးစည်းစိမ်မှုကြီးကခရင်မလင်ရဲ့ဘန်နာတိုက်ထဲကိုဓာတ်ရိုက်စီးဝင်နေပါသည်တစ်ဖက်မှာလည်းတရုတ်ကဒီစပွဲဝိုင်းရဲ့အနိုင်ရရှိသူဘက်မှာတိတ်တဆိတ်ရှိနေတာပါပေကျင်းကရုရှားစီကနေပိုင်လိုင်းနဲ့စွမ်းအင်တွေကိုအနှောက်အယှက်မရှိရနေတယ်လို့အကြိုက်ရိုက်နေတဲ့အီရန်စီကနောက်ဆုံးလက်ကျန်ရေနံတွေကိုလည်း30ကနေ40%အထိဈေးလျှော့ပြီးဝယ်ယူစုဆောင်းနေပါသည်ခြုံငုံကြည့်မယ်ဆိုရင်တော့အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေက B2 ပုံကျဲလေယာဉ်တွေကြောင့်ပျက်စီးသွားပြီးရေတပ်ကလည်းပင်လယ်အောက်ခြေရောက်သွားပါပြီသူရဲ့အကြီးမားဆုံးဖဲချက်ဖြစ်တဲ့ဟော်မုရေလက်ကြားကလည်းဆော်ဒီရဲ့ပိုင်လိုင်းတွေကြောင့်အသုံးမဝင်ဖြစ်သွားပါပြီဒါပေမဲ့အီရန်ရဲ့ဒေါ်လာရင်းစောင့်တက် IRGC ကတော့ဆွေးနွေးပွဲစပွဲဝိုင်းကိုလာဖို့ညှင်းဆန်နေစေပါဘာလို့လဲဆိုတော့သူတို့အတွက်ကတော့စစ်ပွဲဆိုတာသူတို့ရဲ့အာဏာကိုကာကွယ်ပေးထားတဲ့လက်နက်တစ်ခုဖြစ်နေလို့ပါပဲဆိုတော့ဒီထူးခြားတဲ့ပထဝီနိုင်ငံရေးစစ်တူရင်ကစားပွဲနဲ့တဲကနိုင်ရအလဲကတမ်မဏိပိုင်လိုင်းတွေအကြောင်းကိုမိတ်ဆွေတို့ဘယ်လိုမြင်ကြလဲဒီပိုင်လိုင်းတွေကကမ္ဘာအင်အားချိန်ခွင်ရှာကိုထားရပြောင်းလဲပြလိုက်ပြီလို့ထင်ပါသလားမိတ်ဆွေတို့ရဲ့အမြင်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအခုလိုကျွန်တော်တို့ကိုရွေးချယ်ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ